ဒီနေ့ကတော့ကျွန်တော်ခံရဲ့ဒီနေရာကို upgrade လုပ်မှာဖြစ်ပါတယ်ကိုကတော့ပြီးသွားပြီဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်